တရိုးသမီးတယောက်ရဲ့အလှပဆုံးအချိန်ကတော့မင်္ဂလာဆောင်တဲ့နေ့ဖြစ်ပါတယ်။ကံကောင်းတဲ့အမျိုးသမီးတွေကလည်းမင်္ဂလာဆောင်ခွင့်ကိုရကြပါတယ်နော်။ဒီပွဲလေးမှာတော့နန်းကမိတ်ကဝတ်ဆောင်ကိုတာဝန်ယူထားပါတယ်။စပင်ကိုတော့တရိုးသမီးလေးအကြိုက်တပည့်လေးကထုံးဖွဲ့ပေးထားပါတယ်ရှင်။ယုံကြည်စွာငှားရမ်းပေးတဲ့ဘန်ခွန်ထီရန်ကတရိုးသမီးလေးကိုအထူးပဲကျေးဇူးတင်ပါတယ်နော်။ရှင်နေ့တရိုးသမီးလေးကဆိုရင်မြန်မာထိုင်မသိန်းကိုမှစတုံးကိုအနောက်တိုင်းဆက်ဆံလေးသူတွားထားတာဖြစ်ပါတယ်။ဒါကသူတို့သမီးရဲ့အလိုကြလေးထုံးပေးထားတာဖြစ်ပါတယ်ရှင်။သူတို့သမီးကတော့လူငယ်ဆက်ဆံလေးနဲ့တော်တော်ကိုလှနေပါတယ်လို့ကြည့်ရတာစက်တည်းလည်းအရန်ရှိတယ်။နားမက်ကလိန်နာကိုကြိုက်တယ်ဆိုရင်တော့နန်းကိုဆက်သွယ်လာလို့ရပါတယ်ရှင်။နန်းကတော့မြန်မာနိုင်ငံကနေလာပြီးတော့ထိုင်းနိုင်ငံမှာမိတ်ကပ်အာတီဘဝနဲ့အသက်ဝန်ချောင်းပြုနေပါတယ်ရှင်။တရိုးသားတရိုးသမီးတွေလှပပြီးစက်တည်းချိနေဖို့အတွက်မိတ်ကပ်အပိုင်းကိုနန်းကတီးချက်ပုတ်ကအောင်အမြဲစူးစမ်းလေ့လာသင်ယူနေပါတယ်လို့နန်းနေတာကတော့ထိုင်းနိုင်ငံနကောပထုံမြို့နယ်စီစဖန်မှာဖြစ်ပါတယ်ဖုန်းနံပါတ်3839536318ခွန်ကိုဆက်သွယ်မေးမြန်းလို့ရတယ်လို့ Facebook Messenger ကနေပြီးတော့လေတိုက်ရိုက်ဆက်သွယ်လာလို့ရပါတယ်။ဝယ်ရင်ဝတ်စုံတွေကိုလည်းနန်းရဲ့အိမ်မှာဓာတ်ရိုက်ကိုယ်တိုင်လာကြည့်လို့ရပါတယ်နော်။အနောက်တိုင်းကဝယ်နေမြန်မာထိုင်မသိန်းနေလည်းရှိပါတယ်ရှင်။အဲ့ဒီအပြင်ကင်မရာခန်းနာကိုလည်းနန်းစီမှာငှားရမ်းလို့ရပါတယ်။တနည်းအားဖြင့်မှာငှားရမ်းမယ်ဆိုရင်တော့အားလုံးရတဲ့အပြင်တနေရာထဲမှာငှားရမ်းတဲ့အတွက်သူတို့သမီးသူတို့သားတွေလည်းအလုံးမချုပ်တော့ဘူးစိတ်အေးချမ်းရတယ်ပေါ့နော်အဲ့ဒီအတွက်မင်္ဂလာပွဲစီစဉ်မယ်ဆိုရင်နန်းစီမှာတနေရာထဲမှာအကုန်ရပါတယ်လို့ကဲချစ်တို့ရေနောက်ဆုံးပြောချင်တာကတော့ဘဝမှာဘလို့အရာတွေပဲဖြစ်လာအပြုံးမပြတ်ဖိနဲ့အရာအလုံးရင်ဆိုင်ပြီးကိုချစ်ပြီးတော့မှဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့6နှမ်းကြပါလို့နင်ကပြောချင်ပါတယ်နန်းတို့လို LGBT တောင်မှကိုဖြစ်တည်လာတဲ့အရာကိုလက်ခံပြီးတော့ကိုလှအောင်နေတယ်ကိုချစ်တယ်နောက်တစ်ခုကတော့ကိုကြောင့်သူတစ်ပါးတွေဘလို့လှမလဲဘလို့ပျော်ရွှင်သွားမလဲဆိုတဲ့ဟာကိုအမြဲတွေးပြီးတော့အမြဲလက်ဆောင်နေပါတယ်လို့ကဲတဲလေးတို့နန်းကိုမချစ်ချင်လဲချစ်ပေးရမယ်ချစ်လဲချစ်ပေးရမယ်ဒါပဲစတာပါလို့နိုင်ရဲ့ဗီဒီယိုလေးကိုစောင့်ထိကြည့်ရှုပေးတယ်ရုပ်ချောကောင်လေးတွေကောင်းမလေးအားလုံးဒီနေ့ဒီစီကစပြီးပို့ပြီးတော့လှကြပါစေအလောက်ကင်တွေလည်းအဆင်ပြေကြပါစေချင်းသားလီယာလာလီယာမှာလည်းဘေးအနေတွေဘာမှမဖြစ်ပါစေနဲ့လို့ဘဝတစ်ချောင်းလုံးမှာအေးချမ်းနဲ့ဖြတ်တန်းနိုင်ပါစေလို့နိုင်ငံဆုတောင်းပေးလိုက်ပါတယ်